ဒီကနေ့ရွှေသေးဘာတွေဖြစ်လာနိုင်မလဲအားလုံးပဲမင်္ဂလာပါထိုးဝင်မယ်ဒီပြန်လဲကြိုးစားလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့29ရက်3လ2025ရက်ကျွန်တော်ရဲ့မှာခက်မှန်တုံးတက်ချက်လေးကိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ရအောင်လေနော် Okay အဲ့တော့လက်ရှိ price ကတော့ဒါ3000နဲ့မှ25ပေါ့နော်ရွှေရဲ့လက်ရှိ price ကတော့အဲ့တော့မနေ့ကတော့ကျွန်တော်ဈေးအကြောက်ခက်မှန်ခဲ့တယ်ဆိုပေမဲ့လည်းသူကတော့ဈေးကတော့တက်လိုက်ကြလိုက်ပုံစံမျိုးနဲ့ကျွန်တော် price ကတော့ဒီ3000နဲ့မှအနှိမ့်ဆုံး3012လောက်ထိပဲဈေးကရောက်ခဲ့တဲ့အနေထားကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ဆိုတော့နည်းနည်းဘေးတိုက်သွားနေတယ် fight way သွားနေတဲ့အနေထားကိုကျွန်တော်တွေ့ရတယ်လက်ရှိ price အနေထားရပါတော့အဲ့တော့ကျွန်တော်တစ်ချက်ဆွဲလိုက်မယ်အဲ့လက်ရှိအနေထားကတော့ကျွန်တော်ဒီဂျားထဲမှာနော်ဒီဂျားထဲမှာကျွန်တော်တို့ side way သွားနေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့လက်ရှိအနေထားရနော်အဲ့တော့ဒီဂျားထဲမှာဆိုတော့ကျွန်တော် price ကပဲဂျားနဲ့ပဲဂျားလေးလို့ပြောမယ်ဆိုတော့အောက်မှာဆိုတော့ကျွန်တော်3000နဲ့မှ7နော်3000နဲ့မှ7 3000နဲ့မှ14ဝန်းကျင်အပေါ်မှာဆိုတော့ price ကတော့ကျွန်တော်ဒီ3000နဲ့မှ31နော်အဲ့တော့ဒီဂျားထဲမှာဒါတူဒီဈေးတက်လိုက်ကြလိုက်အနေထားနဲ့ကျွန်တော်တို့ဘေးတိုက်သွားနေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ဘာပဲပြောကျွန်တော် H1 ရကြည့်မယ်ဆိုတူဒီဒါDMA correction ကို break လုပ်ထားတယ်เนาะအဲ့တော့ DMA downtrend ကို break လုပ်ထားတယ်lower low lower high lower low lower high lower low lower high ကိုဒါ break လုပ်ပြီးသွားပြီပေါ့နော်break လုပ်ပြီးသွားပြီဈေးကပြောမယ်ဆိုတော့ဒါကျွန်တော်ဘန်လို့ပြန်ပြောလို့ရတယ်လို့ပြောမယ်ဆိုရင်trend တစ်ခု chain သွားတဲ့အခါမှာသွားပါလေ consolidation ဖြစ်သွားတာပေါ့နော်အဲ့တော့ဈေးကသူက sideway ranging ပုံစံမျိုးဖြစ်သွားတဲ့အနေထားပေါ့နော်ဈေးကပြန်စုတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့လက်ရှိအနေထားကတော့ပြောမယ်ဆိုတော့ moving average အပြည့်ကြည့်မယ်ဆိုတော့တူဒီတာ up trend မှာပဲရှိနေတဲ့အနေထားတစ်ခုဖြစ်တယ်အဲ့တော့ဆိုတော့ရွှေအနေနဲ့ကျွန်တော်ဘာကြီးဆက်ဖြစ်လာနိုင်မလဲပေါ့နော်အဲ့တော့ဘာကြီးဆက်ဖြစ်လာနိုင်မလဲဆိုရင်တော့ကျွန်တော်တို့ဒီလက်ရှိအနေထားတော့သူက ranging ထဲမှာသွားနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ ranging ကိုပဲတစ်ချက်လောက်စောင့်ကြည့်ရမှာပေါ့နော်ranging ကိုစောင့်ကြည့်ရမယ်အဲ့တော့ ranging ကိုစောင့်ကြည့်ရမယ်ဆိုရင်တော့တရားကတူဒီအပေါ် break လုပ်မလားဒါမှမဟုတ်အောက်ကို break လုပ်မလားပေါ့နော်အဲ့တော့ဒီနှစ်ခုကြီးကတစ်ခုပဲပေါ့နော်အဲ့တော့အပေါ် break လုပ်သွားပြီဆိုရင်တော့ကျွန်တော်တို့ဈေးဆက်တက်ဖို့များမယ်အောက်ကို break လုပ်သွားပြီဆိုတော့ဈေးဆက်ကျဖို့များမယ်ပေါ့နော်အဲ့တော့ဆိုတော့ranging market ဖြစ်တဲ့ okay တော့ ranging market မှာကျွန်တော် trade ဘယ်လိုလုပ်ရမလဲလို့ပြောမယ်ဆိုတော့ Ocean နဲ့ကျွန်တော်ဈေးတန်းအပေါ်ရောက်လာခဲ့ပြီဆိုတော့ကျွန်တော်ရောင်းမယ်ဒါပေမဲ့ SL ကိုမဖြစ်မနေကျွန်တော်ဒီဥပမာဆိုပါဆိုကျွန်တော်30လောက်မှရောင်းနေပဲဆိုပါတော့เนาะအဲ့တော့30လောက်မှရောင်းနေတော့ကျွန်တော် SL ကိုမဖြစ်မနေကျွန်တော်39လောက်မှကျွန်တော်ထားပေးဖို့လိုတယ်ဗျเนาะအဲ့တော့ဒါမှရုပ်တရက် ranging ကနေပြီးတော့ sideway market ပေါ့เนาะဘေးတိုက်တွားနေရဲ့ဈေးကွက်ကနေပြီးတော့ဈေးအပေါ်ဖောက်တက်သွားတဲ့အခါမျိုးတွေမှာဆိုရင်ကျွန်တော်ဒီဈေးဆက်တက်မှာဖြစ်တဲ့အတွက်ကျွန်တော် SL တွေမဖြစ်မနေထားဖို့လိုတယ်အလားတူပဲကျွန်တော်ဈေးကကျွန်တော်ဒီ3000နဲ့မှ14 3012ကိုဈေးကတ်လာ3015ကိုကတ်လာဒီဈေးပြမှာဝယ်မယ်ဆိုတော့ကျွန်တော် SL ကိုမဖြစ်မနေကျွန်တော်3000နဲ့မှ9လောက်မှာကျွန်တော် SL မဖြစ်မနေထားပေးဖို့လိုတယ်နော်အဲ့တော့ဒါမှကျွန်တော်ဈေးကျသွားတဲ့အခါမျိုးတွေမှာဆိုရင်ကျွန်တော်အရှုံးအနည်းငယ်နဲ့ market ထဲကနေ exit ထွက်သွားမှာပေါ့နော်ဒါကတော့ကျွန်တော်ဒီ ranging market မှာ trade လုပ်တဲ့ပုံစံပေါ့နော်သူကအရင်မျိုးရှင်းတယ်နော်အပေါ်ရောက်လာရင်ရောင်းမယ်အောက်ရောက်လာရင်ဝယ်မယ်နော် SR တော့ကျွန်တော်မဖြစ်မနေထားပေးဖို့လိုတယ်ကျွန်တော် SR မဖြစ်မနေထားပေးဖို့လိုတယ်နော်အဲ့တော့ရွှေကတော့လက်ရှိနေထားတော့သူက ranging market မှာတွားနေတာဖြစ်တော့လက်ရှိဒီ price ကတက်နေတယ်26ပေါ့နော်တက်လာတယ်ဆိုဘယ်လောက်ထိတက်လာမလဲဆိုတော့3000နဲ့မှ30 31လောက်ထိတက်လာနိုင်ကြီးရှိတယ်အဲ့အနေပြီးတော့ဈေးပြန်ကျလာအောင်ကျလာမယ်ကျလာပြီးတော့3000နဲ့မှစနစ်ကနေပြီးတော့ဈေးပြန်တက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဆိုတော့လက်ရှိ ranging market ကိုတွားနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ဘာမှမလုပ်ဘဲနဲ့ကျွန်တော်စောင့်ကြည့်နေတဲ့အနေထားတော့ပိုအကောင်းဆုံးလို့မြင်တယ်ပေါ့နော်တကယ်လို့အပေါ်ဖောက်တက်တယ်ဆိုရင်လိုက်ဝင်မယ်အောက်ကိုဖောက်ဆင်းတယ်ဆိုလိုက်ရောင်းမယ်ဒါလေးကိုပဲကျွန်တော်အခွင့်အရေးကိုကျွန်တော်စောင့်စားဖို့လိုတယ်ပေါ့နော်โอเคအဲ့တော့ဆိုတော့ဒါလေးကတော့ကျွန်တော်ဒီကနေ့မှာရွှေအပေါ်မှာကျွန်တော်မှခက်မှန်သုံးသက်ချက်လေးပဲဖြစ်တယ်ဆိုတော့နောက်နေ့တွေမှာလည်းရွှေရဘယ်လိုတွေဆက်ပြီးတော့ဖြစ်လာနိုင်အောင်မလဲဆိုတာကိုကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်